ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဘဏ္ဍာငွေရရှိဖို့စတေးခံခဲ့ရတဲ့လောင်းပြည့်မြေနုကျွန်းစကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်းပြည့်ကျေးရွာရဲ့နှုတ်တင်မြေနုကျွန်းပေါ်မှာရွှေတူးဖော်တဲ့ရွှေမျောလုပ်ငန်းတွေကိုဒေသခံထောင်နဲ့ချီကစက်တိုက်ကန့်ကွက်နေကြပါတယ်။အဲ့ဒီရွှေမျောလုပ်ငန်းတွေကိုမင်းကင်းမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တချို့ရဲ့တာဝန်ရှိသူတွေကဦးစီးကုတ်ကဲကစီးပွားရေးလုပ်ငန်းရှင်တွေကိုလုပ်ကင်ခွင့်တွေပေးထားတာဖြစ်ပါတယ်။လောင်းပြည့်ကိစ္စမှာဒေသခံတွေကသဘောမတူကြဘူးရွှေမျောလုပ်တာကိုတချို့ဆန္ဒပြတာရှိတယ်သဘောတူတဲ့အဖွဲ့နဲ့သဘောမတူတဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲထွက်သွားကြတာအထက်ပိုင်းပတုံးလုံးတွေကလည်းကွဲထွက်သွားတာသူ့အဖွဲ့ကိုအဖွဲ့ဆိုပြီးကွဲထွက်ပြီးတော့ရွှေမျောလုပ်တာကိုလက်ခံတဲ့အဖွဲ့ကိုလက်မခံတဲ့အဖွဲ့ကတတ်တာတွေပါဖြစ်နေတယ်လို့မင်းကင်းဒေသခံတဦးကပြောပါတယ်။လောင်းပြည့်ကျေးရွာရွှေမျောလုပ်ငန်းလုပ်ကင်တာကိုဒေသခံတွေကလက်မခံကြပါဘူး။ဒါကြောင့်ဒေသခံပတုံးလုံးအဖွဲ့တွေက NUG ကိုတင်ပြခဲ့ပြီး NUG လက်အောက်ခံဌာနတစ်ခုဖြစ်တဲ့ NOD ကာကွယ်ရေးဝန်ကြီးဌာနကကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဘဏ္ဍာငွေရရှိရေးအတွက်ရွှေမျောလုပ်ငန်းကိုခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ပတုံးလုံးနဲ့နှိစက်သူတွေကဆိုပါတယ်။လောင်းပြည့်ရွာနှုံးတင်မြေနုကျွန်းပေါ်မှာရွှေတူးဖော်ဖို့ပြင်ဆင်နေတဲ့ရွှေမျောတာဝန်ရှိသူတွေကိုအောက်တိုဘာ2ရက်နေ့ကစတင်က3ကြိမ်တိုင်ဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြပွဲမှာလောင်းပြည့်ရွာအနောက်တောရွာအုံနေပုတ်ရွာဘင်းရွာညောင်မင်းသားရွာစင်ကလဲရွာတင်းတောရွာကဒေသခံ1000ကျော်ပါဝင်ခဲ့ပါတယ်။